ချစ်စော်တော်မိဘပြည်သူပေါင်းစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမစိတ်သည်တုတ္တဇုံ channel ကနေပြီးတော့စုမကောင်းတောင်းလိုက်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာဘောလုံးချစ်ပေးတဲ့များအားလုံးစိတ်ပျော်ရွှင်မှုတွေရနေပြီဆိုတာကျွန်တော်တို့အထင်သားကိုကျွန်တော်မြင်နေရပါတယ်ဟုတ်ကဲ့ပါဘာကြောင့်လဲဆိုတော့သူတို့ကြိုက်တဲ့အသင်းကြီးတွေသူတို့ကြိုက်တဲ့နိုင်ငံတွေသူတို့ကြိုက်တဲ့ဘောလုံးသမားတွေတွတ်တွတ်လက်လက်နဲ့ခြေပေါ်ပေါ်နဲ့ကစားသွားတာပိတ်သက်တွေမြင်တွေ့နေရပါတယ်တွေ့ရပါပြီဟုတ်ကဲ့ပါကျွန်တော်တို့ပြီးခဲ့တဲ့ပွဲလေးရပါတော့ဟုတ်ကဲ့ပြီးခဲ့တဲ့ပွဲလေးကိုကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်သုံးသပ်ကြရအောင်ဟုတ်ကဲ့ပါပြီးခဲ့တဲ့ပွဲကိုကျွန်တော်သုံးသပ်ပြရမယ်ဆိုရင်တော့ကျွန်တော်တို့ဒါကိုပြနိုင်မပြောထားတယ်နော်မင်းငါလို့တေချာတွက်ချက်ငါလည်းဒါနိုင်မယ်လို့ပဲတွက်ထားတာလေဒါငါလည်းဒါအာဂျင်တီးနားနိုင်မယ်ဒါပေမဲ့ကိုတော့အရင်မပြတ်ဘူးအများဆုံးကျွန်တော်တို့2စီ3စီဒီလောက်နဲ့သွားမယ်လို့ကျွန်တော်ကဒါခံမှန်းတယ်မှန်လို့လားအခုလည်းကျွန်တော်မှန်တယ်လေဒါလေဒါပြောမှဆိုကျွန်တော်ရဲ့မက်ဆီပေါ့ဗျာကိုကြီးပေါ့တချို့တွက်ချက်တွေကြတော့ကွာပြင်သစ်ကကတိကက်တပယ်နိုင်မှာဘာလို့ရှိတယ်လေကွာအမို့တခါလေးဒါတော့ဒါပေမဲ့ပြောရင်ငါ့ကိုပြောရင်ငါ3-0နဲ့တန်နိုင်သွားတော့ကျွန်တော်တို့မနေ့ကကျွန်တော်သုံးသပ်ခဲ့တဲ့ဒီကျွန်တော်တို့အသင်းကြီးတွေပေါ့နော်ဒါသုံးသပ်ခဲ့တဲ့အတိုင်းပဲအသင်းကြီးတွေနှစ်သင်းလုံးကျွန်တော်တို့ဒါနိုင်သွားတယ်ပေါ့နော်ဟုတ်ကဲ့ပါထူးထူးခြားခြားကျွန်တော်တို့နော်ဟိုအာဂျင်တီးနားဒါဂုတ်ကြီးရပဲဂုတ်ကြီးရပဲနော်နှစ်လုံးသွင်းသွားပြီးတော့ဒါလောလောဆယ်တော့ဒီကမ္ဘာဖလားပွဲဂိုးအများဆုံးပေါ့နှစ်ပွဲကန်တာမှာကျွန်တော်9ဂိုးအထိကျွန်တော်သွင်းထားနိုင်တယ်ဒါဂိုးအများဆုံးလည်းသွင်းထားတယ်ပြီးတော့အသက်အရွယ်ပိုင်းကြလည်းသူ့လိုအသက်အရွယ်မှာဒါဘယ်သူမှဒီလိုစရိုက်ကျွန်တော်သွင်းနိုင်တဲ့ဟာတွေတော့ကျွန်တော်မတွေ့ဘူးသေးဘူးပေါ့နော်ဟုတ်ကဲ့ပါအရင်လဲကျွန်တော်တို့ဒါကျင်းနှမိပါတယ်ကျင်းနှမိပါတယ်ဆိုတာကျွန်တော်တို့ပြောခဲ့တဲ့အတိုင်းပဲဟိုအာဂျင်တီးနားကလည်းတကယ်ဟိုပါပေါ့အရင်နှစ်ကကျွန်တော်တို့ကဟိုဖလားပိုင်ရှင် PP ပေါ့နော်ကန်သွားတာလည်းကျွန်တော်တို့တွေ့ရတယ်ကစားပုံလည်းကျွန်တော်အင်မတန်ကောင်းပါတယ်ဒီတိုင်းကဆက်သွားမယ်ဆိုရင်အာဂျင်တီးနားကလည်းအများမျှော်လင့်ထားသလိုပဲဒါကမ္ဘာဖလားကိုကာကွယ်နိုင်မယ်ဟုတ်ကမ္ဘာဖလားကိုကာကွယ်ဘူလူဝဲဒီကျွန်တော်တက်နိုင်မယ်ဆိုရယ်ရေသွေးတွေအများကြီးကျွန်တော်တွေ့ရတယ်ပေါ့ဟုတ်ကဲ့ပါကျွန်တော်ကဒီအာဂျင်တီးနားကိုမနေ့ကသုံးသက်တွေ့ရတဲ့အတွက်ကျွန်တော်အနေနဲ့ဒါစိတ်ပျော်ရွှင်မှုကျွန်တော်ရခဲ့တယ်ပေါ့ဗျာဟုတ်ကဲ့ပါဒါလေးကတော့ကျွန်တော်အာဂျင်တီးနားပေါ့ဟိုမနေ့ကပြင်သစ်ဒါထူးထူးခြားခြားပဲเนาะကျွန်တော်တို့ပွဲချိန်မှာဆိုရင်ဒါရာသီဥတုဆိုးရလို့တော့ခဏရက်လိုက်ရဟုတ်တယ်ဒါပေမဲ့ဂိုးသွင်းစေခြင်းနဲ့ဘောသမားကြီးဂိုးသွင်းတယ်အမ်ဘာဘီပေါ့အဓိကအမ်ဘာဘီလည်းဂိုးသွင်းတယ်3-0ဆိုတော့ဒါကျင်းနေစရာဟုတ်ကဲ့ပါဟိုဘာပဲပြောပေါ့နော်ကျွန်တော်တို့3ယောက်မနေ့ကကျွန်တော်တို့သုံးသက်လိုက်တာဘယ်နိုင်ငံတွေကတော့နိုင်မယ်ဘယ်နိုင်ငံတွေကရှုံးမယ်ဆိုတာတော့3ယောက်ဆိုတော့မှန်နေတယ်ပေါ့နော်ဟုတ်ကဲ့ပါတော့သူတို့လည်းကိုကွာခြားချက်လေးတွေပဲရှိပါတယ်ကျွန်တော်ဆိုရင်လည်းဒါကျွန်တော်ရဲ့ဒီတွက်ကိန်းထဲမှာဆိုရင်လည်းနိုင်မယ်ဒါပေမဲ့ဂိုးဒီလောက်ကြီးမပြတ်ဘူးကျွန်တော်ဒါလေးပဲနည်းနည်းလေးပဲဟိုလွဲချော်သွားတာရှိတယ်ကျန်တဲ့ဥစ္စာဘယ်တင်းဘယ်နိုင်ငံနိုင်မယ်ဆိုတော့အကုန်လုံးသုံးအောင်ခံမှန်းတာအကုန်လုံးကွက်တီပဲဟုတ်ကဲ့တော့တွက်ချက်တာတွေခံမှန်းတာတွေကွက်တီပဲဟုတ်ကဲ့ပါဒီနေ့ကျွန်တော်တို့ကံမဲ့ပွဲပေါ့နော်အင်္ဂလန်နဲ့ဂါနာအင်္ဂလန်နဲ့ဂါနာပွဲတို့ကျွန်တော်နည်းနည်းသုံးသပ်ပေးပါအောင်ကိုပေါ့လေဟုတ်ကဲ့ပါဒီနေ့ကတော့ကျွန်တော်ဒီ2026ရဲ့ဒီကမ္ဘာဖလားပြိုင်ပွဲဂလုတော်ဖြစ်တယ်နော်ဂလုဆိုတော့ကျွန်တော်စပင်းမျိုးချလိုက်တာပေါ့နော်ဂလုကျွန်တော်တို့ဒါပွဲစဉ်တစ်ပွဲဖြစ်တယ်ကျွန်တော်အင်္ဂလန်နဲ့ကျွန်တော်ဂါနာအသင်းရဲ့ပွဲကြိုကျွန်တော်တို့ဟိုပါပေါ့သုံးသက်ချက်လေးတွေကိုကျွန်တော်တင်ပြပေးသွားမှာဖြစ်တယ်ဟုတ်ကဲ့ပါအဲ့တော့ဒီအင်္ဂလန်အသင်းနဲ့ဒီဂါနာအသင်းတို့ကံမဲ့အချိန်လေးရပါတော့ကျွန်တော် US စံတော်ချိန်ကတော့ကျွန်တော်ဇွန်23ကျွန်တော်ညနေ4နာရီမှာကံမှာဖြစ်ပါတယ်မြန်မာစံတော်ချိန်နဲ့ဆိုရင်တော့ကျွန်တော်ဇွန်လကျွန်တော်24ရက်ဖြစ်သွားမှာပေါ့နော်ဇွန်လ24ရက်ကျွန်တော်မနက်2နာရီခွဲမှာကျွန်တော်ကံမှာဖြစ်ပါတယ်ဒါကတော့အင်္ဂလန်နဲ့ကျွန်တော်ဂါနာပွဲစဉ်လေးပေါ့နော်လက်ရှိကျွန်တော်ဒီ group A မှာရှိတဲ့ကျွန်တော်လက်ရှိအခြေအနေလေးတွေကိုကျွန်တော်တင်ပြပေးရမယ်ဆိုရင်တော့ဒီအင်္ဂလန်အသင်းကတော့လက်ရှိမှာတော့ကျွန်တော်တပွဲနိုင်ထားတဲ့အတွက်ကြောင့်3မှတ်ရထားသလိုပဲဂါနာအသင်းကလည်းကျွန်တော်တပွဲနိုင်ထားပြီးတော့ကျွန်တော်3မှတ်ရထားပါတယ်ကိုကွာပြားချက်လေးတော့ကျွန်တော်ရှိတာပေါ့နော်ဟုတ်ကဲ့ပါပြီးတော့ကျွန်တော်ဒီခရိုအေးရှားနဲ့ပနာမာပေါ့နော်သူတို့နှစ်သင်းကတော့ကျွန်တော်ဒါတမတ်မှတော့ကျွန်တော်မရသေးဘူးเนาะအဲ့တော့လက်ရှိမှာကအခုဒီနေ့ကျွန်တော်သုံးသပ်ပေးမယ်ဒီအင်္ဂလန်အသင်းနဲ့ဂါနာအသင်းကနှစ်သင်းနဲ့ကသင်းနိုင်လိုက်တာနဲ့ဒီဒါအုပ်စုဖို့ဖြစ်ဖို့ဒါအများကြီးကျွန်တော်လာရှိသွားပြီအုပ်စုတက်ရေးအတွက်လည်းဒါအင်မတန်အရေးကြီးတဲ့ပွဲတစ်ပွဲလို့တော့ကျွန်တော်သုံးသပ်ချင်ပါတယ်ဟုတ်ကဲ့လက်ရှိကျွန်တော်ဒီအင်္ဂလန်နဲ့ဂါနာအသင်းကိုအင်္ဂလန်ကိုအခြေအနေလေးကိုကျွန်တော်လည်းသုံးသပ်ပေးရမယ်ဆိုရင်တော့ပြီးခဲ့တဲ့ပွဲမှာခရိုအေးရှားဆိုတဲ့ဒါအသင်းကြီးပေါ့နော်ပြောရမှာဆိုခရိုအေးရှားလည်းဒါအသင်းကြီးပါပဲဒီလိုအသင်းကြီးမျိုးကိုအင်္ဂလန်ကနေပြီးတော့ကျွန်တော်4-2နဲ့ကျွန်တော်နိုင်ထားပါတယ်အဲ့ဒီမှာလည်းဒီအင်္ဂလန်ကကျွန်တော်တိုက်စစ်မှုတွေဖြစ်တယ်ကျွန်တော်ဟာရီကိန်းကတော့ကျွန်တော်2ခုတိတိကျွန်တော်တွင်းထားသလိုပဲကွင်းလေကျွန်တော်တကယ်အင်္ဂလန်အသင်းရဲ့အုံနောက်လို့တော့ပြောလို့ရတယ်ကျွန်တော်တို့ကစားသမားမျိုးဘာလင်ဂန်ပေါ့ဘာလင်ဂန်နဲ့ကျွန်တော်တကိုးသွင်းထားသလို Red Four ကလည်းကျွန်တော်တို့တလုံးသွင်းထားပါတယ်အင်္ဂလန်အသင်းရဲ့ကျွန်တော်တိုက်စစ်ကတော့ဒီ2026ကမ္ဘာဖလားပွဲစပြီဆိုတဲ့ဟာကဒါအကောင်းဆုံးတဲ့
ကောင်းဆုံးအသင်းလို့တော့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့ ဟုတ်ကဲ့ပါ ဘာကြောင့်ဒီလိုမျိုးကျွန်တော်တို့ပြောလို့ရလဲဆိုရင်ဒါပထမပွဲမှာကျွန်တော်ခရိုအေးရှားနဲ့ကန်သွားတဲ့ပွဲမှာလည်းအင်္ဂလန်တိုက်စစ်မှုတွေဖြစ်တဲ့ဒီဟာရီဂိမ်းတို့ပြီးတော့ဘာလင်ကန်ပြီးရက်ဖို့ပြီးဆိုဆာကာတို့ပါလို့เนาะစားတဲ့ကစားသမားတွေပေါ့အဲ့ဒီကစားသမားတွေအားလုံးကတူးတစ်ယောက်ကောင်းပေါ့เนาะဟိုမကစားဘဲနဲ့เนาะဘောလုံးပိုင်ဆိုင်မှုရောဘောလုံးဖန်တီးပေးမှုရောအားလုံးကညီညီညွတ်ညွတ်နေတယ်လို့ကစား အတင်းညီညွတ်မှုတွေ ဟုတ်ကဲ့အဲ့ဒါကိုသွားတွေ့ရတဲ့အတွက်လည်းကျွန်တော်အင်မတန်မှကျွန်တော်ဒါ1 တာတယ်ပေါ့နော်ဟုတ်တော့ဒီလိုအသင်းကြီးတွေမှာကစားသမားတွေကနည်းနည်းလေးကျွန်တော်တို့ဒါမာမနာလေးတွေထားပြီးတော့ ဖြူဖြဲလေးတွေဖြစ်နေတာ လေးတွေဖြစ်တတ်တာလေးကျွန်တော်အရှိမှလည်းကျွန်တော်တာရကာလေးရှိခဲ့တယ်ဒါပေမဲ့အင်္ဂလန်အသင်းမှာတော့ကျွန်တော်ပြီးခဲ့တဲ့ပွဲမှာတော့ဒီလိုမတွေ့ခဲ့ရဘူးတိုက်စစ်မှုတွေရောကွင်းလယ်ပိုင်းကလူတွေရောကျွန်တော်နောက်တန်းကလူတွေရောအစသာအကုန်လုံးပေါ့တသေးလုံးပေါ့ဟိုတက်ညီလက်ညီနဲ့ကျွန်တော်ကစားသွားတာတွေ့ရပါတယ်နော် ဟုတ်ပါဒီအင်္ဂလန်တင်းကဆိုရင်ကျွန်တော်တို့ဒီနှစ်ပေါင်းများစွာပေါ့နော် ဟုတ်ကဲ့ ကမ္ဘာဖလားနဲ့သူတို့ဝေးကွာနေတာကမ္ဘာဖလားကိုလည်းသူတစ်ချိန်ပဲရဘူးသေးတာ ဟုတ်ကဲ့ပါ ကျွန်တော်တို့တော့ဟိုမမွေးသေးဘူးပေါ့နော် ဟုတ်ကဲ့ပါခင်ဗျာ အဲ့ဒီအချိန်မှာသူကမ္ဘာဖလားကိုသူတစ်ချိန်ပဲရသေးခဲ့ရဆိုတော့ကမ္ဘာဖလားကိုသူအရန်လိုချင်နေတယ်ပြီးတော့နာမည်ကြီးဟိုကစားသမားတွေကိုလည်းအင်္ဂလန်နိုင်ငံကြီးကိုမွေးထုတ်ပေးခဲ့တယ်နော်အဲ့လိုမျိုးဆိုတော့သူကမ္ဘာဖလားကိုသူအရန်လိုချင်နေတော့သူတို့ကစီးစီးလုံးလုံးနဲ့သူတို့ဘောလူဝဲတီတက်ရောက်လာတဲ့နှစ်တွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့ကမ္ဘာဖလားနဲ့နည်းနည်းလေးသူတို့လွဲချော်နေတယ်နော်ပြီးတော့ဖလားလည်းသူတို့ဒီတိုင်းပဲသူတို့တက်ရောက်လာတယ်နည်းနည်းလေးလွဲချော်နေရပေါ့ဒီနှစ်ကတော့သူတို့ကတော့တကယ်ကိုစွတ်စွတ်စီးစီးနဲ့သူတို့ပြန်ပြီးတော့ချစ်ချစ်လေးလေးတီဆောက်ခဲ့ပြီးတော့သူတို့ဒါလေးကိုသူတို့လုပ်တာ ဟိုစိတ်ထဲမှာလည်းဘောလူဝဲတီတက်ပြီးတော့ဒီကမ္ဘာဖလားဒီ2026ရဲ့ဖလားယူတို့ယူမယ်လို့အားလုံးရဲ့စိတ်ဆန္ဒရတယ်ဒီလိုပြင်းထန်နေတာကိုတွေ့ရတယ် ဟုတ်ကဲ့ပါ အဲ့တော့ဒီအင်္ဂလန်အသင်းရဲ့ကျွန်တော်အားသာချက်လေးတွေပေါ့နော်အားသာချက်လေးကိုအရင်ဆုံးကျွန်တော်ပြောရမယ်ဆိုရင်တော့အထွေထွေလို့ကျွန်တော်တို့ပြောစရာလို့မလိုထင်ပါတယ်ဘာဖြစ်လို့ဆိုတော့အင်္ဂလန်တိုက်စစ်မှုကျွန်တော်ဟာရီကိတ်အရန်ကိုကျွန်တော်တို့စွာနေတယ်လို့ပဲကျွန်တော်ပြောရမှာပေါ့နော် ဟိုဘာလဲဖြစ်နေလို့လား မဟုတ်ဘူးလေစွာတယ်ဆိုတာခြေစမ်းပိုင်း ခြေစမ်းကောင်းနေတယ် ခြေစမ်းကောင်းနေတယ်သူ့ရှိကိုရောက်လာတဲ့ဘောလုံးဂိုးရှိကိုရောက်လာတဲ့ဘောလုံးကသူကဒါဂိုးဖြစ်ကျွန်တော်ပြောင်းလဲနိုင်တယ်ကျွန်တော်တိုက်စစ်မှုတူလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ပြီးရင်ဒီအင်္ဂလန်အသင်းရဲ့ခုနကကျွန်တော်ပြောခဲ့တဲ့အသက်သွေးကြောဖြစ်တဲ့ကျွန်တော်ကွင်းလေပေါ့ကွင်းလေကစားသမားမျိုးဘာလင်ကန်အဲ့ဒီဘာလင်ကန်ကလည်းဒီကွင်းရဲ့ရှေ့တန်းကိုရောနောက်တန်းကိုရောသူကလုံးဝကျွန်တော်တို့ဒါဟာကွက်မရှိအောင်ကျွန်တော်ပံ့ပိုးပေးနိုင်တဲ့ကစားသမားပေါ့ဟုတ်တယ်တော်တော်လေးကျွန်တော်တို့ကောင်းပါတယ်ကျွန်တော်လည်းခြေစမ်းပိုင်းမှာကျွန်တော်မြင်နေပါတယ် ကွင်းလေကနေပြီးတော့ဖြတ်တောက်တဲ့အပိုင်းတွေကောပြီးတော့ကျွန်တော်တို့ဒီရှေ့တန်းကိုကျွန်တော်တို့တင်ပို့တဲ့အတုံးတွေကောပြီးရင်အားနေနေကျွန်တော်တို့ဒီနောက်တန်းကိုပေါ့နော်နောက်တန်းကိုပြန်ပြီးကူပေးတာတွေရောတော်တော်ကောင်းပါတယ် တော်တော်ကောင်းပါတယ်အားသာချက်တွေပေါ့နော်ဒီတက်ပို့ပြီးတော့အားသာချက်ကောင်းတာလည်းအခုကံမဲ့ကျွန်တော်အင်္ဂလန်အသင်းနဲ့ဂါနာပေါ့ဂါနာအသင်းနဲ့မှာလူစင်းရင်းတွေကိုကြည့်မယ်ဆိုရင်တော့အင်္ဂလန်အသင်းကဒီဂါနာအသင်းနဲ့ဆိုင်ရင်တော့အဆက်ဆက်ရာကျွန်တော်လူစင်းတွေကကျွန်တော်တို့ပြောစရာတော့မလိုဘူးဒါအရန်တာလုံနေတယ်ဘာလို့လဲဆိုတော့အင်္ဂလန်အသင်းမှာကအခုဆိုရင်ကျွန်တော်တို့နှစ်သင်းစာလို့တော့ကျွန်တော်တို့ကပြောလို့ရတာဟုတ်အရန်ကုန်မှာရှိတဲ့ဒီကစားသမားတွေကလည်းဟိုပြောမယ်ဆိုရင်တကယ်ကိုကျွန်တော်တို့ဟိုအတုံးတဲတဲ့ကျွန်တော်ကစားသမားတွေပဲဖြစ်နေတော့ဒါလူရင်းကတော့ပြောစရာမလိုဘူးအဲ့ဒါတော့ကျွန်တော်တို့ရဲ့အင်္ဂလန်အသင်းရဲ့ကျွန်တော်အားသာချက်တွေပေါ့နော်အားသာချက်တွေပြောပြီးတော့အားနည်းချက်လေးတွေကျွန်တော်နည်းနည်းလေးပြောစရာရှိတယ်အင်္ဂလန်အသင်းကိုအင်္ဂလန်အသင်းကဘာလို့အားနည်းချက်ပြောရမလဲဆိုတော့အဓိကတော့ကျွန်တော်တို့နောက်တန်းပေါ့နောက်တန်းကိုပဲကျွန်တော်အားနည်းချက်ကိုကျွန်တော်ပြောရမှာ ပါဟိုတစ်ခါလဲကျွန်တော်နောက်တန်းအားနည်းချက်တွေကျွန်တော်ပြော ကောင်းမှုလို့တော့မဟုတ်ဘူးကောင်းပါလေဒါပေမဲ့ဒီပထမဆုံးပွဲမှာဒီခရိုအေးရှားနဲ့ပွဲမှာကျွန်တော်တို့နှစ်ဂိုးပေးခဲ့ရတယ်ပေါ့နော်အဲ့ဒီနှစ်ဂိုးပေးခဲ့ရတာလည်းဘာလဲဆိုတော့ကျွန်တော်တို့တစ်ဖက်အသင်းရဲ့ကျွန်တော်တို့တံပြန်တက်စစ်လျှဲရပြကျွန်တော်တို့ဒါတံပြန်တက်စစ်ကိုလုံးဝမထိန်းနိုင်မနဲ့ကျွန်တော်ပေးလိုက်ရတဲ့ဂိုးတွေပဲဖြစ်တယ်အဲ့တော့ဒီအင်္ဂလန်အသင်းရဲ့လက်ရှိကျွန်တော်နီးပြနေတဲ့နီးပြကြီးပေါ့နော်နီးပြကြီးနေရတဲ့ဒီအမားကိုသူမြင်ပါလိမ့်မယ်အဲ့တော့ဒီပွဲမှာလည်းသူကတော့ဒီအမားတွေကိုကျွန်တော်အကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်ပြင်ဆင်လာလိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ် ဟုတ်ကဲ့ပါ ဒါတော့အင်္ဂလန်အသင်းရဲ့ကျွန်တော်အားနည်းချက်လေးတွေပါလက်ရှိနောက်တဲ့အင်္ဂလန်အသင်းနဲ့ကန်မဲ့ကျွန်တော်ဂါနာအသင်းအခြေအနေပေါ့နော်ဂါနာအသင်းရဲ့အခြေအနေလေးကိုကျွန်တော်သုံးသပ်ပေးရမယ်ဆိုရင်တော့ပထမပွဲစဉ်မှာတော့ဒီပနားမားကိုကျွန်တော်တို့1-0နဲ့ကျွန်တော်နိုင်ခဲ့တယ်ဒီဂါနာအသင်းကလည်းအာဖရိကအသင်းပြည်ပေါ့နော်ဟိုဒါအများဆုံးအာဖရိကအသင်းတွေကဒီခံစစ်ကိုကျွန်တော်တို့အဓိကထားပြီးတော့ကျွန်တော်တို့ပြင်ပြီးဆိုရဲကြံခိုင်မှုအားလည်းကောင်းတယ်ဒါပေမဲ့သူ့မှာကကိုလုံးကိုထဲပြီးတော့ကျွန်တော်တို့ဒီဟိုပြေးအားတွေ speed တွေဒါတွေကသူများအသင်းနဲ့ဆိုင်အားသာချက်တွေတော့ရှိရဲဒါတွေလည်းပဲဒီပနားမားအသင်းကိုကျွန်တော်တို့ထိုးပေါက်တယ်ဒါပေမဲ့လည်းခုနပြောသလိုပေါ့ဟိုမိနစ်90အထိတော့ဒီပနားမားအသင်းမှာကျွန်တော်ဂိုးသွင်းယူမှုတော့ကျွန်တော်မရှိခဲ့ဘူးနာကျင်အချိန်ပိုကြမှာဒါကျင်းမြောင်းနဲ့ရလက်နဲ့ကျွန်တော်နိုင်ခဲ့တာဖြစ်တယ်ပေါ့နော်ဒါလေးကတော့ဒီဂါနာအသင်းရဲ့ဒါအားနည်းချက်အားသာချက်လေးတွေပေါ့နော် ဟုတ်ကဲ့ပါ ဟုတ်ဟိုအားသာချက်တွေကလည်းအများကြီးတော့ရှိပါတယ်ဒီထဲမှာမှဒီနေ့ကန်မဲ့ကျွန်တော်အင်္ဂလန်အသင်းနဲ့ဒီဂါနာအသင်းမှာဂါနာအသင်းရဲ့ကျွန်တော်တို့ဒါကစားသမားဖြစ်တဲ့ကျွန်တော်ပါတီးပေါ့ပါတီးကျွန်တော်ပါလာရင်တော့ကျွန်တော်အင်မတန်ကောင်းကြည့်ကောင်းမဲ့ပွဲလို့တော့ကျွန်တော်ထင်ပါတယ် ဟုတ်ကဲ့ပါဒီ ဒီကစားသမားပါတီးကတော့ပြီးခဲ့တဲ့ဟိုပွဲမှာလည်း
ကျွန်တော်တို့ကြားလောက်ကတော့ဒီပြည်ဝင်ခွင့်ကျွန်တော်ဗီဇာအခက်အခဲကြောင့်ဒီပွဲကိုကျွန်တော်မပါခဲ့ဘူးအခုဒီဒုတိယပွဲစဉ်ကတော့ဒါကျွန်တော်ပါလာမလားမပါလာဘူးလားဆိုတာတော့ကျွန်တော်တို့ဒါလူစင်းထွက်လာမှာပဲကျွန်တော်တို့ကသိရမယ်အနေထားပေါ့နော်ကျွန်တော်ကတော့ပါလာစေချင်တယ်ဘာလို့လဲဆိုတော့ဒီအင်္ဂလန်နဲ့ပွဲများအလွန်အင်မတန်ကျွန်တော်တို့အရေးကြီးတဲ့ပွဲဟောအဲ့တော့ပါတီပြန်ပါလာရင်တော့ကျွန်တော်ကောင်းနိုင်မယ်နောက်ထပ်ကျွန်တော်တို့ဒီဂါနာအသင်းမှာလည်းကျွန်တော်အဓိကထားရမယ်ကျွန်တော်ကစားသမားရှိတယ်အဲ့ဒါကတော့ကျွန်တော်ဒီ Man City ကစားသမားဖြစ်တဲ့ကျွန်တော်စီမန်ညိုပေါ့နော်စီမန်ညိုကလည်းဒီအင်္ဂလန်နောက်တန်းကိုဒုက္ခပေးနိုင်တဲ့ကျွန်တော်ကစားသမားတို့ဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့လိုပဲဒီဂါနာအသင်းမှာစီမန်ညိုတို့ပါတီတို့ဒီပြည့်ကျွန်တော်တို့ဒါတက်ဆိုင်ရာကျွန်တော်လိဒီမှာခြေစွမ်းပြနေတဲ့ကစားသမားတွေတော်တော်များများကျွန်တော်စုံနေပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒီအင်္ဂလန်အသင်းတွေလည်းဒီဂါနာအသင်းကိုသွားပြီးတော့ကျွန်တော်ရှုံးဆိုင်ရမယ်ရှော့တွက်လို့တော့ကျွန်တော်တို့မရဘူးဟုတ်ကဲ့ပါဒါကတော့ဒီဂါနာအသင်းရဲ့ကျွန်တော်အားတာချက်လေးတွေပေါ့နော်အားနည်းချက်လေးတွေကလည်းမရှိဘူးလားဆိုတော့ရှိပါတယ်အဲ့တော့ဗာလဲဆိုရင်တော့ဒီပေါ့ဂိုးဖန်တီးမှုမှာတော့ကျွန်တော်ဒါဂါနာအသင်းကိုကျွန်တော်တိတ်ပြီးအားမရအောင်အင်မတန်ကျွန်တော်တို့နဲပါတယ်ပြီးရင်တော့ကျွန်တော်တို့ခုနကကျွန်တော်ပြောခဲ့သလိုပဲရှေ့ရပွဲစဉ်မှာလည်းမိနစ်60တိကိုကျွန်တော်တို့ကိုမသွင်းနိုင်ခဲ့ဘူးနောက်နာကျင်ချိန်ပို့ကြမှာပဲကျွန်တော်တို့သွင်းနိုင်နေတယ်အဲ့တော့အခုကန်မဲ့အင်္ဂလန်ကိုကျွန်တော်တို့အဆင့်မြင့်တဲ့အသင်းနဲ့ရှေ့ပြီးကန်မယ်ဆိုရင်တော့ဒါအခြေအနေကတော့တော်တော်ကြီးကိုကျွန်တော်တို့ကြွားနေတာတော့ကျွန်တော်တို့တွေ့ရပါတယ်ဟုတ်ကဲ့ပါအဓိကကစားသမားတွေကျွန်တော်တို့ဘက်တယ်ဆိုင်မှုလို့ကျွန်တော်ရှိနေတယ်ဒါကတော့ပြောရမယ်ဆိုအင်္ဂလန်အသင်းရဲ့ကျွန်တော်တိုက်စစ်မှုဟာဒီဂိမ်းပေါ့နော်ဟာဒီဂိမ်းကလည်းဒီခရိုအေးရှားနဲ့ပွဲမှာကျွန်တော်2ဂိုးသွင်းခဲ့သလိုပဲပြီးခဲ့တဲ့ကျွန်တော်ဒီသူကန်ခဲ့တဲ့ကမ္ဘာဖလားပွဲတွေမှာပေါ့စုစုပေါင်းအခုဆိုရင်ကျွန်တော်10ဂိုးထိကျွန်တော်သွင်းပေးထားနိုင်တဲ့ကစားသမားဖြစ်တယ်အဲ့တော့ဒီဂါနာခံစစ်ကပေါ့နော်ဂါနာခံစစ်ကဒီဟာဒီဂိမ်းကိုထိန်းနိုင်မနိုင်ဆိုတာကဒီပွဲရလက်အများကြီးကျွန်တော်တို့တက်ဆိုင်မှုရှိမယ်လို့တော့ကျွန်တော်သုံးသပ်ချင်ပါတယ်ဟုတ်ကဲ့ပါနောက်ထပ်တစ်ချက်ကဘာလဲဆိုရင်ဒီအင်္ဂလန်အသင်းရဲ့ခုနကကျွန်တော်ပြောခဲ့တဲ့ကွင်းလင်ကစားသမားဘာလင်ဂန်နဲ့တကယ်ကျွန်တော်ကပြည်ဝင်ခွင့်ကျွန်တော်ခေခဲတွေရှိတယ်ကျွန်တော်ဂါနာတိုက်ပေါ့ပါတီပေါ့ပါတီတို့ရဲ့အဓိကကျွန်တော်တို့ဒါဟိုထိတ်တိုက်တွေ့ဆုံမှုဆိုလဲမမဟုတ်ပေါ့ဗျာတကယ်လို့ပါလာခဲ့မယ်ဆိုရင်တော့ဒါအင်္ဂလန်ကြည့်ကောင်းမယ်ပွဲပါအဲ့တော့ဒီကျွန်တော်တို့ကအင်္ဂလန်အသင်းကဒီဘာလင်ဂန်ကနေပြီးတော့ပဲเนาะပါတီထိန်းနိုင်မလားเนาะဟိုဂါနာကပဲတကယ်လို့ထိန်းနိုင်မယ်ဆိုရင်တော့ပြဿနာမရှိဘူးမထိန်းနိုင်ဘူးဆိုတော့ဂါနာအခွင့်အရေးတွေအများကြီးရပါနိုင်တယ်ဆိုတဲ့အားတော့ရှိတယ်ပြီးရင်ကျွန်တော်အင်္ဂလန်အသင်းရဲ့ကျွန်တော်စီမန်ညိုပေါ့နော်ဒီစီမန်ညိုကိုလည်းဒီအင်္ဂလန်ကနေပြီးတော့အင်္ဂလန်အသင်းအနေနဲ့ကျွန်တော်ထိန်းနိုင်မှုတော့လိုတယ်တကယ်လို့မထိန်းနိုင်ဘူးဆိုရင်တော့ဒါဒီဂါနာအတွက်ဒါအကြီးဆုံးလက်နက်တစ်ခုလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဒီပွဲဒီအင်္ဂလန်ရဲ့ဂါနာနဲ့ကျွန်တော်တို့ဒါပွဲသုံးသက်ချက်ကိုလေးကျွန်တော်ပွဲပြီးသုံးသက်သုံးသက်ရမယ်ဆိုရင်ပေါ့ဗျာစကားတွေတော့ကျွန်တော်ထစ်နေပြီဒီအင်္ဂလန်ကတော့အစသာရအခုဂါနာအသင်းတဲ့အများကြီးကျွန်တော်လူစင်းတောင်းတမှုတွေရှိတယ်ပြီးတော့အတွေ့အကြုံတွေလည်းအများကြီးရှိတယ်ကျွန်တော်အသင်းဖြစ်တဲ့အတွက်ဒီဂါနာအသင်းကတော့ဟိုတိတ်ပြီးတော့လွယ်လိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးဒါပေမဲ့လည်းဂါနာလိုအသင်းမျိုးတော့တာပြီး short တွက်လို့တော့မရဘူးဂါနာကနေပြီးတော့အသင်းမျိုးကသူကလည်းခံစစ်ကိုကျွန်တော်တို့ဒါအများဆုံးကျွန်တော်ပိတ်ပြီးတော့ကစားတာရှိတယ်ပြီးရင်ကျွန်တော်တို့ကကောင်းတာပြန်ပြီးတော့ကျွန်တော်တို့တံမြန်တက်စစ်တွေဆင်တဲ့နေရာမှာလည်းသူများအသင်းတွေနဲ့မတူဘူးအရန်ကိုမြန်ဆန်တဲ့ကျွန်တော်အသင်းဖြစ်တယ်ပေါ့ဗျာအဲ့တော့ဒီပွဲကိုကျွန်တော်ကဘယ်သူနိုင်မလဲဘယ်သူရှုံးမလဲကျွန်တော်သုံးသပ်ပေးရမယ်ဆိုရင်တော့เนาะဒီအင်္ဂလန်အသင်းရဲ့ဒီ group A ပေါ့เนาะ group A ဒီထိတ်ဆုံးကနေပြီးဥဆောင်နိုင်မှုအတွက်ပွဲကိုကျွန်တော်တို့ဒါဟိုအနိုင်ကစားရမယ်ဒါစမ်းတက်တဲ့ပွဲတစ်ပွဲဆိုလည်းမမဘူးတကယ်လို့ဒါအဲ့လိုမဟုတ်ဘဲနဲ့ဒီဂါနာကိုတံမြန်တက်စစ်တွေလို့ဒါဒီအင်္ဂလန်နောက်တန်းကမထိန်ချုံနိုင်လို့ဆိုလည်းပွဲအခြေအနေတခုပြောင်းသွားနိုင်တယ်ဒီပွဲကိုဘယ်သူနိုင်မလဲဘယ်သူရှုံးမလဲလို့ကျွန်တော်သုံးသပ်ပေးရမယ်ဆိုတော့ကျွန်တော်ကတော့ဒီပွဲကိုအင်္ဂလန်ပဲကျွန်တော်နိုင်သွားလိမ့်မယ်လို့တော့ကျွန်တော်သုံးသပ်တယ်ဟုတ်ကဲ့ပါဂိုးနေတာကတော့ကျွန်တော်တို့အများကြီးတော့ကျွန်တော်တို့မပြတ်ဘူးကျွန်တော်တို့2C ကျွန်တော်က3-1ဒီလောက်နဲ့ကျွန်တော်တို့ပြတ်ပြီးတော့အင်္ဂလန်ကဒီဂါနာအသင်းကိုကျွန်တော်အနိုင်ရရှိလိမ့်မယ်လို့ကျွန်တော်သုံးသပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျွန်တော်ပွဲချိန်လေးကိုလည်းကျွန်တော်တစ်ချက်လောက်ပြောပြပေးပါအောင်ကျွန်တော်အင်္ဂလန်နဲ့ဂါနာပွဲချိန်လေးမကြားလိုက်ဘူးထင်တယ်နော်ဟုတ်ကဲ့ပါကျွန်တော်မကြားလေးလို့ပါတယ်အဲ့ဒါတော့ဒီပွဲချိန်ကတော့ US စံတော်ချိန်ပေါ့နော်ဂျွန်လကျွန်တော်23ရက်နေ့ညနေ4နာရီမှာကံမှာဖြစ်ပါတယ်မြန်မာစံတော်ချိန်ကြတော့ကျွန်တော်ဂျွန်လကျွန်တော်24ရက်နေ့မနက်2နာရီပွဲမှာကျွန်တော်ကံမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါကတော့အင်္ဂလန်နဲ့ဂါနာပွဲလေးကိုဒါသုံးသပ်ပြီးသွားဟုတ်ကဲ့ပါဟုတ်ပါဘက်ကဟိုကိုစီးစာကဟိုကျွန်တော်ပေါ်တူဂီနဲ့ဥဘကစ္စတန်ကိုနည်းနည်းလေးကျွန်တော်သုံးသပ်ပြီးပါဟုတ်ကဲ့ပါဒီပွဲက Group K ပေါ့နော် Group K ရဲ့ဒါဒုတိယပွဲစဉ်ဖြစ်ပါတယ်ဟုတ်ကဲ့နော်ကျွန်တော်တို့စံတော်ချိန်တွေကတော့ US စံတော်ချိန်ကတော့ဇွန်လ23ရက်နေ့ညနေ1နာရီပေါ့နော်ဒါကတော့ US စံတော်ချိန်ပါမြန်မာစံတော်ချိန်ကြတော့ကျွန်တော်ဇွန်လ23ရက်နေ့ပဲည7:00နာရီပွဲမှာကံမှာဖြစ်ပါဟုတ်ဒီ Group K ရဲ့အုပ်စုမှာပေါ့နော်ကျွန်တော်တို့ကိုလံဘီယာရှိမယ်ကျွန်တော်တို့ပေါ်တူဂီရှိမယ်နောက်ပြီးတော့ကွန်ဂိုရှိမယ်ကျွန်တော်တို့ဥဘကစ္စတန်ရှိမယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့3မှတ်ရထားတာတော့ကျွန်တော်ကိုလံဘီယာ3မှတ်ရထားတယ်ကျွန်တော်တို့ရဲ့ဟိုဂုတ်ကြီးပါတဲ့ပေါ်တူဂီကတော့ဟိုပထမပွဲမှာကွန်ဂိုနဲ့ဟလာမထင်မပဲနဲ့ကျွန်တော်တို့တည်ကြသွားတယ်ပေါ့နော်ဟုတ်ကဲ့တမတ်ပဲရသေးတယ်ဒီပွဲမှာပေါ့နော်အဲ့တမတ်ရသွားတဲ့ပုံမှာဖိအားတွေအရန်များတယ်
ကဘာမှာအခုအငင်းခုန်တွေဖြစ်နေတာဗာလဲဆိုတော့ကျွန်တော်ဟိုဘက်ကဂုတ်ကြီးကလည်းဂိုးတွေသွင်းနေတယ်ဒီဘက်ကဂုတ်ကြီးရိုနယ်ဒိုကလည်းသူကလည်းဂိုးသွင်းခွင့်ပေါ့နော်သူကစားသမားတွေကသူ့ကိုဘောလုံးမပေးတဲ့အတွက်သူမသွင်းရတာဆိုပြီးတော့ဟိုပေးတဲ့ကြားမှာတော့ဖန်ရင်းတွေပေါ့အမိုက်ကတကယ်လို့ရိုနယ်ဒိုချီကိုဘောလုံးရောက်ခဲ့ရင်သူလည်းဂိုးတွေသွင်းမှာဆိုပြီးတော့ပြဿနာတွေကဒါတွေကလည်းရှုပ်ထွေးနေပါတော့သူပေးတဲ့ဒါတော့ဖြစ်တတ်ပါတယ်ဒါ ဒီတဲ့ပို့ဆိုတာကျွန်တော်တို့ဟိုဘက်ကဂုတ်ကြီးပေါ့မက်ဆီက ငါလုံးလုံး တိုင်းနဲ့ချနေတော့ ပထမပွဲမှာတော့3ခုအခုဒုတိယပွဲမှာ2လုံးအားလုံးပေါင်း5လုံးဒါတော့ပိုင်နယ်လီမဝင်လိုက်လို့ဝင်လိုက်ရင်နောက်တဲ့ဆန်တွေဟတ်တွေဖြစ်သွားမှာဟတ်တွေဖြစ်သွားမှာကျွန်တော်တင်ပါတယ်ဒီပွဲမှာတော့ကျွန်တော်တို့ပေါ်တူဂီကနိုင်အောင်ကန်ရမှာပါဒီပွဲမှာတော့တစ်ခုခုလွဲချိုသွားလို့ရှိရင်အုပ်စုတက်ဖို့အတွက်သူ့မှာဖိအားအရန်များပါအရန်များပါအဲဒီပွဲမှာကျွန်တော်တို့ဒိုလေးပေါ့သူတိုက်စစ်နေပဲပြန်ထွက်လာအောင်ပါเนาะတကယ်တမ်းတာဟိုပေါ့เนาะဒါခုလဲပေးသက်တယောက်အနေနဲ့ပြောရမယ်ဆိုရင်ဒိုလေးစီကိုဘောလုံးရောက်ခဲ့မယ်ဆိုရင်လေဒါဒိုလေးလဲဂိုးသွင်းတဲ့ဘောသမားတယောက်ပါเนาะတကယ်ကစားသမားကောင်းတယောက်ဒါတော့ပထမပွဲမှာတော့သူတို့တယောက်နဲ့တယောက်နားလည်မှုတွေလွဲအဲ့လိုဖြစ်သွားတယ်စာပိုင်းကပထမစာပွဲတွေကဒီလိုပဲအများကြီးဖြစ်တာအဲ့တော့ဒိုလေးကတော့တိုက်စစ်နဲ့ထွက်လာမယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ချစ်တော်ကြီး Bruno Fernandes ဟုတ်ကဲ့เนาะသူရဲ့ဒီပေါ့ဖန်တီးပေးမှုတွေနဲ့ဒိုလေးကနေပြီးတော့ဒါဂိုးတွေဒိုင်းတိုင်းသွင်းမယ်ပြီးတော့ရာဖေလီယိုအမြန်တော့ကလည်းကြောက်ဖို့ကောင်းပါတယ်ရာဖေလီယိုတို့ကစားသမားတွေလည်းပါတယ်နောက်ပြီးတော့ဘာနန်ဒိုဆေးဘာတို့တို့ဘောလုံးထိန်းချုပ်မှုကောင်းတဲ့ဘောလုံးသမားတွေလည်းပါပါတယ်เนาะအသင်းမှာအတွေ့အကြုံများတဲ့ဟိုကစားသမားတွေအများကြီးရှိပါတယ်ဒီပွဲမှာတော့ရှေ့ပွဲကိုသင်ခန်းစာယူပြီးတော့သူတို့အားသာချက်အားနည်းချက်လေးတွေနဲ့သူတို့အနိုင်ယူသွားမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ပါပေါ့ဒီကွန်ဂိုနဲ့ပွဲမှာတော့နည်းနည်းပေါ့เนาะဒီဖက်ရှင်ပိုင်းတွေမကောင်းခဲ့ဘူးတိုက်စစ်ခွင့်ရေးတွေကိုအသုံးမချနိုင်ခဲ့ဘူးပေါ့เนาะဒီအတက်စင်းမှာလည်းနောက်တန်းမှာ speed တွေပေးတာတွေကနည်းနည်းလွဲကြော်ပြောစရာတွေရှိခဲ့တယ်ပေါ့နော်ဒီအချိန်တွေကိုသင်ခန်းစာယူပြီးတော့ဒီပွဲမှာတော့အနိုင်ခံမှုများပါတယ်ဒါတော့ကျွန်တော်တို့ရဲ့အားသာချက်အားနည်းချက်ပေါ်တူဂီရဲ့အသင်းပေါ့နော်ဒီကကြတော့ဥဘကစ္စတန်အချိန်လေးပေါ့သူကတော့ပထမပွဲမှာကိုလံဘီယာကို3-1နဲ့ရှုံးတာတယ်ဟုတ်ကဲ့အားသာချက်ကတော့သူကစူပေါင်းပြီးတော့ကစားအားကောင်းတယ်လှင်မြန်တယ်ဒါပေမဲ့ကောင်းတာအတက်စင်းလေးတွေကောင်းတယ်အဓိကတော့သူတို့ကအသင်းငယ်တွေတော်တော်များများတော့ခံစစ်ပိုင်းကိုဦးစားပေးကြတယ်ဟုတ်ကဲ့အဲ့ဒီပေါ်မှာခံစစ်အမားတွေကတော့သူတို့မှလည်းရှိနေသေးတယ်ဥပက္ခစတန်မှာလည်းပေါ့နော်မထင်မှပဲနဲ့ခံစစ်အမားလေးတွေရှိတယ်ပေါ့ဒါပေမဲ့ပေါ်တူဂီလိုအသင်းမျိုးတို့ဟိုပေါ့နော်တပွဲလုံးဖိအားပေးလာတဲ့အခါမျိုးမှာသူတို့ခံနိုင်ရှိပါမလားတောက်ခံနိုင်မှုဆိုတာမလွယ်ဘူးမလွယ်ပါဘူးနော်အဓိကပလေယာတွေဖြစ်တဲ့ကျွန်တော်တို့ Bruno Fernandes တို့ပါတို့ပေါ့နော်အဲ Bruno ပေါ်မှာအများကြီးမူတည်ရဗျာဖန်တီးပေးမှုသူရဲ့ကွင်းလေဖြတ်ထုတ်မှုတွေဘာတွေကဒါ Bruno ပေါ်မှာအများကြီးမူတည်ရအဲ့ဒီပေါ်မှာကျွန်တော်တို့ရဲ့ခုံကြီးကလည်းသူ့ရဲ့ဒီဘိုးပေါက်ပြောက်နေတာလေးကိုပြန်ပေါ်လာမယ်ဆိုရင်တော့ဒီဘွဲကကျွန်တော်တို့တော်တော်လေးကိုဂိုးပြတ်သွားနိုင်တဲ့အခြေအနေတောင်ရှိပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဂိုးရဖို့ကတော့အဓိကမျှော်လင့်ရမှာတော့ကျွန်တော်တို့ဒိုလေးပေါ့နော်ဒိုလေးကြီးကနေပြီးတော့ဟိုရောက်ဒါပေမဲ့လည်းတခုစဉ်းစားမှာဒီပွဲမှာဂုတ်ကြီးကိုနီးပြကြီးကပေးကစားပါမလားဟိုဘာဖြစ်လို့လဲဆိုတော့သူဟိုအရင်နှစ်တွေတုန်းကလည်းရှိခဲ့ဘူးဒါပေမဲ့တစ်ဖက်အသင်းကလည်းဒိုကြီးကိုအဲ့လိုမျိုးပေါ့ပထမပိုင်းမှာပွဲမထုတ်ဘဲနဲ့ဒုတိယပိုင်းကျမှပွဲထုတ်တာမျိုးတွေပါတယ်နီးပြကပြောင်းလဲလိုက်ရင်တော့တမျိုးတစ်ပုံလည်းဖြစ်သွားနိုင်တာပေါ့နော်ဟုတ်ကဲ့ပါဒါမှမဟုတ်လို့ရှိရင်လည်းပထမပိုင်းမှာကစားပြီးတော့ဒုတိယပိုင်းမှာများသူပေးနာမလားအဲ့လိုမျိုးတွေရှိဒါပေမဲ့ကျွန်တော်ထင်တော့သူ့ဟိုကပေးနာရင်လည်းသူ့ရဲ့ဘောနော်ဟိုသာအားနဲ့မဖြစ်တော့မဖြစ်နိုင်ဘူးဒီပြကြီးတွေမှာလည်းသူ့ကိုပြန်ထုတ်ဖို့ကြတော့သူ့လိုလူမျိုးကြတော့ခက်တယ်လေကျွန်တော်ထင်တော့ဟိုဘောသူ့ဒုတိယပိုင်းလောက်မှပေးကစားပြီးတော့ပထမပိုင်းမှာတော့ဟိုနောက်တစ်ယောက်နဲ့အစားထိုးမယ်လို့ထင်ပါတယ်ဟုတ်ပါပြီဒီပွဲကိုကျွန်တော်ခံမှန်းရရင်တော့ပေါ်တူဂီကနေပြီးတော့ဘောလုံးပိုင်ဆိုင်မှုအများဆုံးယူလိုက်မယ်ကျွန်တော်တို့ဥပက္ခစတန်ခံစင်းနဲ့ကစားမယ်ဒါပေမဲ့တံမြန်တိုက်စစ်နဲ့ကောင်တာပေါက်တွေပြန်ယူမယ်ပေါ့ဒါပေမဲ့ဒီပွဲမှာတေးကြပါတယ်ပေါ်တူဂီနိုင်ပါလိမ့်မယ်ကျွန်တော်အထင်တော့2-0လောက်နဲ့ပြတ်သွားမယ်ပြတ်သားနိုင်လိမ့်မယ်လို့တော့ကျွန်တော်လည်းသုံးသပ်ချင်ပါတယ်ဟုတ်ကဲ့ပါကိုပေါ်လီရောကိုစီးစာဟောကသူတို့အမြင်လေးတွေကိုသုံးသပ်ပြီးသွားပြန်တော့ဒါကျွန်တော်ရဲ့တွက်ချက်မှုလေးပေါ့နော်တွက်ချက်မှုလေးနဲ့ကျွန်တော်တွက်ချက်ပေးပါမယ်ကျွန်တော်တို့ပထမဦးဆုံးကျွန်တော်တို့ကံမဲ့အင်္ဂလန်နဲ့ဂါနာပွဲပေါ့နော်23ရက်နေ့ကံမဲ့ပွဲဟုတ်ကဲ့23ရက်နေ့ကံမဲ့ပွဲမနေ့4နာရီညနေ4နာရီပေါ့နော်အဲ့ဒီပွဲလို့ကျွန်တော်ပြန်ပြီးတော့ကျွန်တော်ဟိုတွက်ချက်ပေးရရင်တော့အင်္ဂလန်နဲ့ဂါနာကအတူတူသွားပြီးတော့ level ဖြစ်နေတယ် level ဖြစ်နေပြီးတော့သူကအင်္ဂလန်ကသူကနည်းနည်းလေးတာတယ်ဟုတ်ကဲ့အင်္ဂလန်တာတယ်အင်္ဂလန်တာပေမဲ့လေဒါပေမဲ့အင်္ဂလန်တော်တော်ရုန်းကန်ရမယ်ပွဲတစ်ပွဲဖြစ်တယ်
ဘာလို့လဲသူတို့နှစ်သင်းလုံးကအုပ်စုဘို့သူတို့ကရောင်း လူရမဲ့ပုံစံဖြစ် လူရမဲ့ပုံစံဖြစ်နေတော့နှစ်သင်းလုံးကလည်းဒီဟိုနှစ်နိုင်ငံသလုံးကလည်းသူတို့ကလည်းနိုင်လာတဲ့အသင်းတွေဖြစ်တယ်နိုင်လာတဲ့အသင်းတွေဖြစ်တော့သူကအုပ်စုဘို့ရရေးအတွက်ကိုသူတို့တယောက်အပြိုင်ဆိုင်နေသူတို့လာမှာဒီမှာတွက်ချက်လိုက်တဲ့အချိန်မှာတော့အင်္ဂလန်တော့နိုင်မယ်ဒါပေမဲ့ဂိုးမပြတ်ဘူး ဟုတ်ကဲ့ ဂိုးမပြတ်ဘူးပထမပိုင်းမှာအင်္ဂလန်ကနေပြီးတွင်းထားနိုင်ရင်အင်္ဂလန် okay တယ်အင်္ဂလန်နိုင်ပြီ ဟုတ်ကဲ့ ဒုတိယပိုင်းကျမှလိုက်တွင်းရတယ်ဆိုရင်တော့အင်္ဂလန်ကအခြေအနေမကောင်းဘူး ဟုတ်ကဲ့ပါ ဒါပေမဲ့ဒီပွဲမှာကျွန်တော်အင်္ဂလန်နိုင်မယ်လို့ပဲကျွန်တော်လည်းဆုံးဖြတ်လိုက်ပါတယ် ဟုတ်ကဲ့ပါ အင်္ဂလန်နိုင်ပါမယ်ပြီးတော့နောက်တစ်ခုကျွန်တော်တို့ပေါ်တူဂီနဲ့ကျွန်တော်တို့ဥဘက်ကစ္စတန်ပေါ်တူဂီနဲ့ဥဘက်ကစ္စတန်မှာလည်းထိုနည်းတူပဲကျွန်တော်ပေါ်တူဂီကတော်တော်အားနည်းနေတယ် ဟော တော်တော်အားနည်းနေတယ်ကျွန်တော်တို့ တွက်ချက်မှုပိုင်းမှာ တွက်ချက်မှုပိုင်းမှာတော်တော်အားနည်းနေတာမှာတော်တော်အားနည်းနေတာပေါ့နော်အစိုးဆုံးကြီးနဲ့ပါလာပြောတော့အစိုးဆုံးကြီးနဲ့တော့မပါဘူးသူကဟိုဘက်ဒီဘက်ခုနကိုစီးတာပြောသလိုပေါ့ဒါကိုစီးတာကသူ့အမြင်နဲ့ပေးတက်ရဲ့ PR တွေဘောလုံးသမားတွေရဲ့ PR တွေကြောင့်ဒိုလေးကအဲ့လိုမျိုးသူကရုံးကန်နေရတယ်ဆိုတဲ့ပုံစံအတိုင်းပဲပေါ့ကျွန်တော်ရဲ့တွက်ချက်မှုတွေမှာလည်းနှစ်ခုနှစ်ဖက်ညှက်ပိတ်ထားတယ် မလွယ်ဘူးမလွယ်ဘူး မလွယ်ဘူးဆိုဒီပေါ်တူဂီကဒီပွဲမှာတော်တော်ကိုရုန်းကန်ရမှာ ဟုတ်ကဲ့ပါ နံပါတ်1သူ့ရဲ့အသင်းမှာရှိတဲ့နာမည်ကြီးကစားသမားတွေရဲ့ဂုဏ်သိက္ခာနံပါတ်2ကသူတို့နိုင်ငံရဲ့ဂုဏ်သိက္ခာဆိုတော့အဲ့ဂုဏ်သိက္ခာနှစ်ခုကိုသူတို့ကနေပြီးတော်တော်ရုန်းကန်ရမယ် PR တွေလည်းတော်တော်များပါတယ်တကယ်ဟိုကျွန်တော်ဒီထဲမှာတွက်ချက်မှုအရာဆိုရင်တော့မှဥဘက်ကစ္စတန်တော့မှ နိုင်ကြီးရှိတယ် နိုင်ကြီးရှိတယ်ဆိုတော့အဲ့လိုမျိုးဆိုဒါပေမဲ့ဒီအသင်းရဲ့ဖွဲ့စည်းမှုနဲ့ပေါ်တူဂီမှာရှိတဲ့အသင်းရဲ့ဖွဲ့စည်းမှုနဲ့သူတို့ရဲ့နာမည်ကြီးကစားသမားတွေဘလို့ပွဲထွက်လာမလဲနီးပြကြီးကဘလို့တွေကိုပွဲကိုအချိန်တွေကိုဘလို့ပြောင်းလဲမလဲဆိုတာပဲကျွန်တော်တို့ကြည့်ရတော့မယ်နီးပြရဲ့ view ဟာကိုပဲကျွန်တော်တို့ကြည့်ရတော့မယ် ဟုတ်ကဲ့ပါ သူတို့အသင်းသူအသင်းသားတွေနဲ့ဒီကျွန်တော်တို့ဒီဥပကစ္စတန်နဲ့ကျွန်တော်တွက်ချက်နေရတော့ကပ်ပြီးတော့မှရှုံးသွားနိုင်တယ်ပေါ်တူဂီကပေါ်တူဂီကကပ်ပြီးတော့ရှုံးသွားနိုင်တယ်ဒါပေမဲ့ကျွန်တော်ဒီဘက်မှာတစ်ဖက်ကျွန်တော်ပြန်တွက်လိုက်တဲ့အချိန်မှာတော့ပေါ်တူဂီကိုတော့ကျွန်တော်ကနေပြီးတော့ဟိုပို့ပြီးတော့ကျွန်တော်အဲ့မှာသွားပြီးအားရတာတစ်ခုရှိတယ်သူကဒီဘက်ထဲမှာသူကတိုက်ထဲမှာသူကရောက်နေတိုက်ဆိုတာကျွန်တော်တို့ဒီကျွန်တော်တောက်လို့ရန်ကောမဟုတ်ဘူးကျွန်တော်အကောင်းပြောနေတာ တိုက်လေးရောက်နေတယ် တော့ဒီဟိုဥဘက်ကစ္စတန်ကျတော့ဂျာဇာထဲမှာရောက်နေတယ်ဟိုကတိုက်ထဲမှာရောက်နေဒါပေမဲ့သူတို့เนี่ยကကက်ရက်ပဲကက်ရက်ဆိုနေတယ်အိမ်နီးနားချင်းမော်သူတို့ကဒီမလှမ်းခေါ်လို့အဖို့ကျွန်တော်အကောင်းပြောနေတာ ဟုတ်လေကက်ရက်ဆိုတော့လေ သူတို့ရဲ့ဒီဇာတာတွေက ဇာတာတွေကကက်ရက်ဖြစ် ဒီနေ့အတွက်ဇာတာတွေကကက်ရက်ဖြစ်နေတော့ဆိုတော့ဥဘက်ကစ္စတန်ကကပ်ပြီးတော့နိုင်သွားနိုင်တယ် ဟာ ဒါပေမဲ့ပေါ်တူဂီကလည်းသူ့ရဲ့အလေတန်းနဲ့ရှေ့တန်းတိုက်စစ်တွေအဲ့တိုက်စစ်တွေကိုဘလို့အသုံးချမလဲဆိုတော့ကျွန်တော်တို့ဟိုနီးပြရုံမှာမူတည်သွားပြီဒါပေမဲ့ကျွန်တော်ကနေပြီးတော့မှခုနကကျွန်တော်ပြောဆိုကျွန်တော်တစ်ဖက်မှာကျွန်တော်ကနေပြီးတော့ဟိုတွက်ချက်လိုက်တဲ့အချိန်မှာတော့ပေါ်တူဂီကိုကျွန်တော်တို့အနိုင်ပေးတာတယ်ပေါ်တူဂီကိုအနိုင်ပေးတာတယ်ပထမပွဲမှာကျွန်တော်အင်္ဂလန်နိုင်မယ် ဟုတ်ကဲ့ အင်္ဂလန်နိုင်မယ်ဒုတိယပွဲမှာပေါ်တူဂီနိုင်မယ်ဂိုးမပြတ်ဘူး ဘိုးမပြတ်ဘူး ဂိုးမပြတ်ဘူးအင်္ဂလန်နိုင်မယ် ဟုတ်ကဲ့ပါ ဒါလေးကိုကျွန်တော်သုံးသပ်ပေးပါတယ် ဟုတ်ကဲ့ပါ ဆိုတော့ကျွန်တော်တို့ညီကို3ယောက်ရဲ့ကမ္ဘာဖလားဘောလုံးသုံးသပ်မှုလေးတွေမနေ့ပြန်ကြရင် ဘယ်လိုထွက် မှားသလားမှန်သလားဘယ်နိုင်ငံနိုင်သွားပြီးတော့ဘယ်နိုင်ငံရှုံးသွားတယ်ကျွန်တော်တို့တွက်ချက်တဲ့အပေါ်ကျွန်တော်တို့ညီကိုတွေဒါဟိုပြောတဲ့အသင်းတွေကနိုင်သွားလားရှုံးသွားလားဆိုတာသိချင်ရင်မနေ့ပြန်ကြရင်ပြည်သက်ကြီးနဲ့ကျွန်တော်တို့ပြန်လဲစုံစည်းကြမယ်ဗျာ ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်